我嘛把那面来吃哪？哦，之前要比说了，可能有这边帮你来请呢，让你来收ပေးမယ်နော်。哎，本来就没啦。ကျန်လာလေ။ညီနဲ့တိုင်းပဲခလေးကအရန်လိုလိုက်ထားတော့လေနည်းစိုးချင်တာသူ့ကိုသမီးလည်းဝင်မယ်ဆိုလို့ရှိရင်လေတဘောကလည်းကောင်းရမယ်စိတ်ကလည်းရှည်ရမယ်အဲ့လိုလူမျိုးတွေမှာအဆင်ပြေမှာသမီးရဲ့ 哦，等你都在买些 hairstyle 的，这包刚的谁洗的？妈妈，对考别没喏。 I tell you, कितने लालू want to do. I tell you, कितने लालू want to do. मुझे पूछे how. Hello。妹，တရေမကြီး。ဟမ်အဲ့တော့ဘသူပြောလိုက်တာလဲ အမောက်ပြောခလေးကတရေတဲ့ ဟောတော်ပါသေးရဲ့ ဟိုက်ဟဲ့ကျမဟုတ်ပါဘူးဘယ်လိုလဲလူချိုအားနာဆိုင်ဆရာမရဲ့တောင်းမှန်ပါလေဟိုကျမသမီးကြောင့်လည်းမွေးရဆိုတော့လည်းအလုပ်လိုက်ထားလို့ပါအခုစီနေတော့မနေခေါ်လာတာဆရာမခလေးကိုလည်းချော့ပြီးအချော့ကြိုက်တယ်ခလေးက တမီးလာချမနာလိုက် ဘာလဲအဲ့ခေါင်းတော်ဒီမလေးခေါင်းမကြိုက်မှာနော် တော့ပါဆရာမရဲ့ပြောနေလေအားနာလိုက်ကြဆရာမရဲ့ခလေးကလေနည်းနည်းအချော့တိုက်တော့လေချော့မရမှာနည်းနည်းချော့လိုက်ပါဆရာမရဲ့နော်ဒီကလေးကတက်ဆရာရဲ့နော်တော့ချစ်ဆရာချော့တမီးမကြောက်နဲ့မကြောက်လားငါဆရာမရနော်ဒါ ဒိုင်းမကျူတဲမဒိုင်းမ ဇပတ်ပိတ်ထားဒီညမှာနေပြီလို့ရှိဘူးနော်ဝင်သွားမယ် ကဲဒီနေ့ကစပြီးငါတို့တငယ်ချင်း3ယောက်စင်ကယ်ဘဝနဲ့ပဲချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ဖြတ်တန်းကြမယ် ဟာနေပါဦးငါအခုလက်တလုံးမှာအသေးကွဲထားတယ်ဟာ ဟာနင့်ကလည်းအချစ်ကဒီလောက်ပူလောင်တာဟဲ့အေးအေးချမ်းချမ်းနေပါ အဲ့ဆိုငါအပြုတ်ကြီးလောက်ရမှာလား လောက်ပါမောအတူတူတငယ်ချင်းတွေအေးချမ်းကြမယ်လေနော်ကဲလာရိုက်ကြမယ်ဟဲ့စတော့ဟဲ့ဟာ ဖြူဖွေးလာပါတောင်းချောင်းမှာအေးကောင်းလိုက်တာ Mama ye mangli, hey, menti ka keye, ah, kai kwa vision de. ဟဲ့သူငါ့ကိုပြုံးပြန်တာနော်ပြုံးပြန်နေတာကြည့်လိုက် ဘ ဦး ယ်ရတာသူ့မျက်လုံးကြီးကငါစီမ နင်တို့နှစ်ယောက်ကတော့ငါသွားနေအခုတ်ခံရတော့မယ်ဟိုမှာငါလင်လေနင်တို့အစင်ကိုမလွတ်ချင်ပါနဲ့ ဟာနင်ကလည်းဟဲ့တငယ်ချင်းဟဲ့ ဒီမှာစောင့်နေကြပါလား စောင့်နေတာညီက ဟေးညီနဲ့ကြည့်ဖို့တော့ရုပ်ရှင်လက်မှတ်လည်းဝယ်ပြီးသွားပြီညကြလို့ရှိရင်ပြင်မနိုင်ဖြေပြောက်တော့ဟိုတယ်မှာပါဘူကင်ပြီးသွားတယ် ဟာအစင်ဆိုအမဲနဲ့ အမလေးအဖွားရဲ့ညီနဲ့ကျုပ်နဲ့ကလည်းတရက်ကွက်ထဲအတူနေပြီးအခုလိုမင်္ဂလာဆောင်နဲ့အလူပွဲတွေကြောင်းပါပဲစုံကြရနော် ဟုတ်ပါဖွားကြီးရဲ့ကျမမလေးလေတနည်းနဲ့တနည်းလေယောက်ျားအလုတ်သားအလုတ်မြေးအလုတ်ချွေးမအလုတ်နဲ့တနည်းနဲ့တနည်းလုံးပန်းနဲ့အိမ်ညအိမ်မြောင်မထွက်နိုင်ဘူးတော့ အမလေးညီကိုကျုပ်ပြောဦးမယ်တော့အမလေးဟဲ့မင်္ဂလာဆောင်မှာတို့သမီးလိမ့်လာတဲ့မိတ်ကပ်ကိုလည်းကြည့်ပါအောင်ဟဲ့ပြာဟောက်ပြီးတစ်စက်မှပုံမထွက်ဘူးဘယ်မိတ်ကပ်ဆန်လေးလည်းမသိဘူးနော် ဟုတ်ပါဟဲ့သဒိုးသားကြီးရောလဲပုတ်ကွာကွာနဲ့သဒိုးသမီးနဲ့သဒိုးသားတစ်စက်ကလေးမှလိုက်တယ်လို့ငါမျက်စိနဲ့မမြင်မိပါဘူးအေး အမလေးနှစ်ဖက်မိဘအတိုင်းဝါကိုလည်းကြည့်လိုက်ပါအောင်ဟဲ့ဝစ်ထားတဲ့ရွှေတွေကတော့အီလို့အမလေးငကိုမရှိတော့ငကိုင်းရမထွက်ဘူး အကျွေးမွေးဆိုရင်လေကြည့်လိုက်အောင်လေထမင်းနဲ့ပဲကလိုက်ဟင်းနဲ့သွားစားကြည့်မှာပဲဝတ်စားလာတော့အောင်းမရတယ် လေမင်္ဂလာဆောင်မှာလေလက်ကမ်းနဲ့ဟာပါတယ်တဲ့ဆက်လိုက်တယ်ဒီဆက်လိုက်ကိုဘသူကတောက်မှာတော့ ဟုတ်ပါတော့ ဒါနဲ့နေပါအောင်ညီကိုကြည့်ရလေအပြိုတော့ကတော့ကွန်းနံကန်ပန်းနောင်ကန်အမလေးအခုများကြတော့ဝါလာလိုက်တာဟဲ့အသားရလည်းမွဲချောက်လို့ရွတ်ဆုလိုက်တာ မပြောချင်ပါဘူးအေးတနည်းနဲ့တနည်းနဲ့အိမ်လှုပ်တင်လှုပ်နေရကိုတော့မှကိုဂီယူမဆိုင်နိုင်ပါဘူးအေး အေးပါအေးတားနဲ့မယားနဲ့ဆိုတော့ဘယ်လိုလုပ်ကိုယူဆိုင်နိုင်တော့မှာတော့ ဘာနေပါဦးညက်လှလိုက်တာဟဲ့အပြိုတော့နဲ့ကြွာချက်ဟဲ့ အဲ့ဒါလေကိုချောင်းလေ ကိုဆိုဘာလို့လဲဟိုနေကောင်လေးလားဟဲ့ချောလားချောရင်ငါမိတ်သက်ပြုံးလေ အမလေးလင်သားယူမနေတဲ့ကောင်မကြီးဟောဒီမှာကိုဆိုတော့ဟောဒီယာကိုစတော်ဘယ်ရီဦးချင်း ဟမ် ကိုစောပဲဒီဦးရှင်